ရေယမီအနာဂတ်ကြံမှာဖတ်ရှုခြင်းငါမာသားသောအရာဟုမူကားငါစကားကိုနားထောင်ကြလော့တို့ပြုလျင်ငါသည်တင်တို့၏ဖျားသခင်ဖြစ်မည်တင်တို့သည်လည်းငါ၏လူမျိုးဖြစ်ကြလိမ့်မည်တင်တို့သည်ကိုယ်အကျိုးကိုစောင့်လိုသောငါဆင်သမျှသောတရားလမ်းသို့လိုက်ရကြမည်ဟုမှာထား၏တို့ရာတွင်သူတို့သည်နားမထောင်နားကိုမလဲပဲစိုးမြစ်သောနှလုံးခိုင်မာသည်နှင့်အညီကြည်ကြံပြုမှု၍မျက်နှာမပြုကြောခိုင်းလျက်နေကြ၏တင်တို့ပများသည်အေဂုတ်တုပြည်ကထွက်သွားသောနေ့မှစ၍ယနေ့တိုင်အောင်ငါသည်နေ့တိုင်းစောစောထား၍ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကိုတင်တို့ရှိရာသို့အထက်ထပ်ဆေလွတ်တော်လေတင်တို့သည်ငါစကားကိုနားမထောင်မနာမယူဝဲနေ၍မိမိတို့လေပင်ကိုခိုင်မာစေသဖြင့်အပများကြတာ၍ဆိုထွန်းကြ၏တင်သည်ဤစကားလုံးစုံကိုသူတို့ဟာပြောတော်လေသူတို့သည်နားမထောင်ကြခေါ်တော်လဲမထူကြတို့ဖြစ်၍တင်ကလည်းဤလူမျိုးသည်မိမိဖျားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်ဆုံးမ၍မနိုင်သောအမျိုးဖြစ်၏တစ္ဆာစကားကိုမပြောတစ္ဆာပြတ်သောအမျိုးဖြစ်သည်ဟုသူတို့ဟာပြောဆိုရမည်ဘုရားသခင်နှုတ်ကပတ်တော်ပေ၏